အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့တော့ဒီ Windows 10ကိုပေါ့နော် Windows 10 OS ကို OS တင်ထားပြီးသား driver တွေ run ထားပြီးသားဒီ standard application တွေတွင်းထားပြီးသားပေါ့နော်ဒီတွင်းထားပြီးသားမှာကျွန်တော်ဘာတွေလုပ်မလဲဆိုတော့ဒီ Windows 10ကိုเนาะ OS ကိုကျွန်တော်တို့ backup လုပ်မှာပေါ့နော် backup လုပ်မဲ့ software ကကျွန်တော်တို့ဒီ MBOB backup ပါ software လေးနဲ့ကျွန်တော်လုပ်မှာเนาะအရင်တော့ဒီ software ကလည်းကျွန်တော်အရင်တော့ဒီ Windows ကနေ LAN 1နေ LAN 2တင်တယ်လေ PHP LAN 2ကျွန်တော်တင်တဲ့ဟာနဲ့ကျွန်တော် create လုပ်ပြတဲ့ software လေးပါပဲကဲဒါဆိုရင်ဒီ software ကိုအရင်ဆုံးကျွန်တော်တို့ install လုပ်လိုက်မယ်เนาะကဲကျွန်တော်တို့ရေးစပြီးတော့လေ့လာကြည့်ကြအောင် Okay ဒါ install ရတော့လွယ်ပါတယ် next เนาะ I agree accept Okay create desktop icon Okay ဒါဆိုရင်တော့ဒီမှာ installation finish ဖြစ်သွားပြီเนาะကျွန်တော်အခုတင်ထားတဲ့ OS ကเนาะ Windows 10ကို64 bit တင်တာเนาะ64 bit RAM တော့ 4K နဲ့ပေါ့เนาะကျွန်တော်တို့ OS ကတော့ CS storage ကဘယ်လောက်ရှိမလဲဆိုတော့ကျွန်တော် Windows ရဲ့เนาะကျွန်တော်တို့ဒါ 16K လောက်တော့ရှိပါပေါ့เนาะသူကအနည်းလေးတော့ဒီ Windows ရဲ့ site ပေါ်မူတည်ပြီးတော့ဒီ image backup file ရတယ် site ကြီးသွားတာပေါ့เนาะကဲဒါဆိုရင်ကျွန်တော်တို့ခုနကဒီ backup software လေးဖွင့်လိုက်ကဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာ Windows backup လို့နော် backup ဆိုတာဒါကိုကျွန်တော်တို့ system backup ပေါ့နော်တခြားဟာတွေလည်း partition backup တွေ file backup တွေ file synchronize တွေအများကြီးကျွန်တော်တို့ပါလဲဒီ system backup ကိုသွားမယ် Okay ဒါဆိုရင်ကျွန်တော်တို့က system backup လုပ်တဲ့အတွက်ကျွန်တော်တို့ Windows 10ရဲ့ system level partition နဲ့ပါမယ် Windows 10နဲ့ပါဒီနှစ်ခုလို့ကဲကျွန်တော်တို့ destination ကဘာမှ backup သွားလုပ်လဲလို့ကျွန်တော်ဒါဆိုရင်ကျွန်တော်ဒီ D ထဲမှာပြင်ပေါ့နော်ကျွန်တော် folder တစ်ခုလောက် create လုပ်လိုက်ဒါဆိုရင်ကဲတော့ကျွန်တော် Windows 10 backup ဆိုပြီးတော့ကျွန်တော် folder ပေးလိုက်အဲ့ folder လေးကိုကျွန်တော်ညှို့မိလိုက်ပါเนาะဒါဆိုရင်ကျွန်တော်ကစပြီးတော့ဒီမှာ system backup ကျွန်တော်ပြန်ပြောင်းเนาะ home ထလိုက်မယ် backup တွေတွားမယ်ဒီမှာ system backup ကိုတွားလိုက်တွားပြီးရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ back လမ်းကြောင်းပေါ့เนาะကျွန်တော်ဒီမှာ Windows 10ဆိုတဲ့ဟာကို back လမ်းကြောင်းညွှန်လိုက် Okay ဒါဆိုရင် backup လုပ်တော့ backup option မှာရှိသေးတယ်ကျွန်တော်တို့ကဒီမှာเนาะဟို encryption တွေပါလုပ်ချင်လဲကျွန်တော်တို့ဒီမှာလုပ်လို့ရတယ်เนาะဒီ backup file ကိုတယောက်ယောက်ကဟို restore လာလို့ရင် password တွေ down လို့เนาะဒါဆိုကျွန်တော်တို့ကဒီမှာဗာလဲဆိုရင်compressive မှာလည်းကျွန်တော် normal ရှိတယ် high compress ပေါ့နော်ဒီ file size ကို compress လို့ကျွန်တော်တို့ဒီမှာ normal ရောက်နေပဲကျွန်တော်သွားတာ okay เนาะတကယ်လို့ကိုက file size ကိုထပ်ပြီးတော့ချုပ်ကျင်တယ်ဆိုတော့ဒီ image file ကျွန်တော် high နဲ့ချုပ်လိုက်ပို့ကောင်းဒါကျွန်တော် normal နဲ့သွားမယ် okay သွားမယ်ကဲဒါဆိုရင်စပြီးတော့ backup လုပ်တော့မယ်ဆိုရင်ကျွန်တော်ဒီမှာ step backup ကိုနှိပ်လိုက်เนาะကျွန်တော်ပြောလို့ပဲဒီ partition တစ်ပိုင်းလုံးကိုခုနက 16K လောက်ရှိတဲ့ data ကိုသိမ်းမယ်ဆိုတော့နည်းနည်းလေးတော့ backup နည်းနည်းလေးတော့စောက်အောင်เนาะအချိန်တော့ခဏစောက်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာเนาะ Windows backup က 100% ဖြစ်သွားပြီเนาะဒီမှာ operation have been complete successfully လဲဒါဆိုကျွန်တော်တို့ဒါ Windows backup ရအောင်ပေါ့เนาะဒါဆိုရင်ကျွန်တော် finish နဲ့ check ထွက်လိုက် Okay ဒါဆိုရင်ကျွန်တော်ခုနက backup လုပ်ထားတဲ့เนาะ my computer ရဲ့ e တွေတွားကြည့်လိုက်ကျွန်တော်ရဲ့ဒီမှာ Windows ထဲဝင်လိုက်မယ်ဒီမှာ system backup ဆိုလို့ရှိတယ်เนาะသူရဲ့ file size တွေကဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့ဒီမှာ 10K လောက်တော့ရှိပါเนาะကျွန်တော်တို့ရှင်းပြောတော့ဒါ compress ဖြစ်သွားတယ်လို့ပြောရပါဘောเนาะဒီမှာเนาะ 16K ကနေเนาะ16K ကနေကျွန်တော်တို့ဒါ 10K လောက်ထိနေရာယူသွားတာ Okay ဒါဆိုရင်ဒီ window ကိုကျွန်တော် restore ဘယ်လိုပြန်လုပ်မလဲပေါ့เนาะကျွန်တော်တို့အကြောင်းမျိုးကြောင့်ဒီ window က hang နေတဲ့သုံးမရတော့ဘူးအာညာဆိုရင်ကျွန်တော်တို့က restore ပြန်လုပ်ချင်တယ်ဆိုတော့ဒီမှာ restore တော့ကျွန်တော်တို့မှာသူ့ရဲ့ဒါဆိုရင်သူကဒီမှာ default တောင်သူသွားမှတ်ပြเนาะတကယ်လို့မရှိဘူးဆိုလဲကိုယ့်ရဲ့ပတ်လမ်းကြောင်းအတိအကျညွှန်းနေတယ်ဆိုလဲကိုယ့်ရဲ့ဒီမှာ my computer တွေကကိုယ့်ရဲ့ခုနပတ်လမ်းကြောင်းကို backup လမ်းကြောင်းကိုခေါ်ပြီးလိုက်လေရเนาะဒီလိုအတိအကျထည့်ပြီးလိုက်လေရဒါဆိုရင်
ကဲဒါဆိုရင် restore လုပ်မှာလားတဲ့သူကမေးနေ yes ပေါ့ကျွန်တော်ဒါဆိုရင်ဒါကိုထောက်ပြီးတော့ကျွန်တော် next နဲ့တွားပြီးတော့ဒါဆိုရင်သူ restore လုပ်တော့မှာသူမေးတယ်เนาะတကယ်လို့အဲ့လို restore ပြန်လုပ်တော့ဒီ C တွေကကျွန်တော်တို့ခုနလက်ရှိ backup လုပ်ရတဲ့အခြေအနေတိုင်းပဲပြန်ရအောင်เนาะဒီ desktop မှာ data သိမ်းတာလို့ C တွေက document လို့ download တွေမှာ data သိမ်းတာလို့ data တွေတော့ပြန်မရတော့ဘူးလုံးဝဒီလက်ရှိကျွန်တော်တို့ backup လုပ်လာတဲ့ setting တိုင်းမှာအကုန်လုံး C ရပြတ်ပြီးတော့ကျွန်တော် backup လုပ်ရတဲ့ setting တိုင်းပြန်ဖြစ်ပါအောင်เนาะဥပမာ Windows က virus ကိုက်နေတခုခု error တက်နေတယ်ဆိုတော့ဒီလို restore ပြန်လုပ်နိုင်เนาะအဆင်ပြေပါပြီเนาะအဲ restore ကတော့ကျွန်တော်ဒီမှာပြန်မလုပ်ပြတော့ဘူးဘယ်လို restore လုပ်လဲဆိုတော့ကျွန်တော်ဒီမှာလမ်းညွှန်ပြလိုက်โอเคเนาะဒါဆိုရင်ကျွန်တော်တို့ဒီ MEOB ကိုတုံးပြီးတော့ Windows ကိုဘယ်လို backup လုပ်တဲ့ဟာကို tutorial ကျွန်တော် create လုပ်ပြအောင်เนาะโอเคဒါဆိုရင် tutorial ကိုဒီမှာနားမယ်เนาะအားလုံးကိုအထူးကျေးဇူးတင်ပါတယ်